ဒီပိုင်းဒီကျင်းသားမှာထူးခြားတဲ့ပြုမှုတွေရှိလား မရှိပါဘူးအေးဆေးပါပဲကျွန်တော်တို့စီမှာအေးဆုံးအကျဉ်းသားတွေလူလက်ပါမင်းညာမင်းရဲ့တော့လူတက်ခဲ့တဲ့ပုံစံတိုင်းလူတက်မှုဖြစ်သွားခဲ့အဲ့မင်းနဲ့မဆိုင်ကိုထုံးကိုပထမဆုံးခင်ဗျားကျွန်တော်မတရားဆွဆွမတရားဖမ်းပြီးထောင်နေတဲ့ကျွန်တော်ဘဝခင်ဗျားလက်ထဲမှာပြတ်သွားပြီအခုဆိုရင်ကျွန်တော်ဘဝရဲ့အချိန်3နှစ်ကခင်ဗျားကြောင့်ထောင်ထဲမှာကုန်ပြီးသွားပြီလေအခုတရားခံစစ်ထွက်လာတော့ခင်ဗျားကျွန်တော်စွဲထည့်နေတော့အဲ့တော့ခင်ဗျားပြောကျွန်တော်ဘယ်အခြေအနေရောက်မှာခင်ဗျားချိန်တတ်မှာဗျာမင်းဟန်ဆောင်မင်းနဲ့မင်းလူတွေကိုတက်ခဲ့မင်းအောင်သိမင်းကလေးငယ်ငယ်လေးကိုညင်းစေးရမင်းဘယ်လောက်ချိန်လဲငါသိဆုံးမယ်နော် ကျွန်တော်အဲ့လိုမတရားဆွဆွဲဖို့လားဆိုမြားပြန်တော့ မတရားဆွဆွဲခံရမှာလည်းမထပ်ပြောချင် မဟုတ်လို့လားတတ်တဲ့ခံအတူလောက်ကြံဖန်နေခင်ဗျားကျွန်တော်ထောင်ရောက်စီပြီးဖမ်းသွားလေဒီအမှမတည်သေးဘူးနဲ့တူတယ်ဟုတ်တယ်ဟောဒီကဆရာထုံးကိုတက်တဲ့ခံအတူကြီးဖန်နေပြီကျွန်တော်ဖမ်းသွားတာအဲ့တုန်းကလက်တန်းမှုတ်ဆိုးဆိုတဲ့လူသက်သမားကျွန်တော်ဘာဆိုပြီးသူယုံကြည်တယ်ဒါပေမဲ့ကျွန်တော်ကလူသက်သမားဖြစ်တယ်ဆိုတဲ့အကြောင်းသူဘာသက်သေမှမပြနိုင်ဘူးအဲ့ဒါနဲ့ပဲကျွန်တော်ရဲ့လက်ဝဲရအောင်တေဆုံးသူရဲ့အသားမှထင်အောင်လုပ်ပြီးတက်တဲ့အတူဖန်နေအဲ့ဒါနဲ့ကျွန်တော်ဖမ်းသွားတာကျွန်တော်ကဘာအပြစ်မှမရှိဘူးဟောဒီကဆရာထုံးကိုယာဒူးတက်ချင်စိတ်တယ်ကျွန်တော်တမင်သက်သက်ပြေးစားမယ်လှုပ်သွား ဟဲ့